အားလုံးပဲမင်္ဂလာပါ။ဇာနီဖော်ပေါ်နည်းကကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့အာဆင်နယ်အသင်းရဲ့နောက်ဆုံးသတင်းကိုတင်ဆက်သွားမှာပါ။အာဆင်နယ်အသင်းအနေနဲ့ပေါ့နော်ဒီနေရာဒီမှာသူတို့ရဲ့ကစားသမားတွေဖြစ်တဲ့အသင်းကောင်းဆောင်အိုရီဂက်ရဲ့တာမန်ကစားသမားဖြစ်တဲ့မာတင်နယ်လီနဲ့ပေါ့နော်နောက်ခံကစားသမားဖြစ်တဲ့ဗန်ဝိုင်းတို့ရဲ့စာချုပ်တွေကိုစင်းချုပ်ဖို့အတွက်ဒါအသင်းကနေနော်ပထမဆုံးစာချုပ်တက်တန်းကုန်ဆုံးမဲ့ကစားသမားကိုဖယ်ထုတ်သွားမယ်လို့ဒါဒတိတေကလည်းဖော်ပြခဲ့ပါတယ်။အာဆင်နယ်အသင်းအနေနဲ့ပေါ့နော်ဒါဒီမကြသေးမီကမှာပေါ့နော်သူတို့အသင်းအနေနဲ့ကစားသမားတစ်တွေခေါ်ယူခဲ့တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်လည်းသူတို့အသင်းရဲ့ရှမ်းပုံငွေပေါင်တန်း260ကျော်တော့သုံးခဲ့ရတယ်လို့သိရပါတယ်ဒါကြောင့်မို့လို့ယခုအခါမှာဒါအသင်းရဲ့ရန်ပုံငွေပင်လယ်စုဆောင်းနေပြီးတော့ဒါအသင်းမှာစရုပ်တက်တန်းကုန်ဆုံးတော့မဲ့ကစားသမားတွေအတွက်ပေါ့နော်အသင်းရဲ့တာဝန်ရှိပုဂ္ဂိုလ်တွေအတွင်မှဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့လည်းသိရပါတယ်ဒီဆွေးနွေးမှုကပေါ့နော်ဒါစရုပ်တက်တန်းကုန်ဆုံးတော့မဲ့ကစားသမားတွေအတွက်ဒါပေသားသမားကိုထားရှိပြီးတော့အသင်းမှာဆက်လက်ထားရှိပြီးတော့ပေသားသမားကိုရောင်းထုတ်သွားမယ်ဆိုတဲ့သတင်းဖြစ်တယ်လို့လည်းအရေးမို့သိရပါတယ်နောက်ပြီးတော့ဒါအာဆင်နယ်အသင်းရဲ့ယခုလက်ရှိကစားသမားအပြောင်းရှိကတော့ပေါ့နော်ဖူဟန်အသင်းနဲ့ဒါစရုပ်သက်တမ်းကုန်ဆုံးတော့မယ်အသက်19နှစ်အရွယ်ပဲရှိသေးတယ်ဒါအမင်ဆာကိုခေါ်ယူဖို့တခြားသောကလပ်အသင်းအနေနဲ့အပြန်ကြိုးပမ်းနေတယ်လို့လည်းတယ်လီကွဲဖော်ပြခဲ့ပါတယ်ယူ19အသင်းရဲ့ဒါလက်ရွေးစင်ကစားသမားဖြစ်တဲ့အမင်ဆာအနေနဲ့ပေါ့နော်ဒါဖူဟန်စီနီယာလက်ရွေးစင်ဖူဟန်အသင်းရဲ့စီနီယာလက်ရွေးစင်အသင်းကိုရောက်ရှိပြီးခဲ့တဲ့အသင်းမှာပုံမှန်ပတ်သက်ခွင့်မရဘဲနဲ့9ချိန်တိုင်တိုင်အရန်ကုန်ထိုင်နေခဲ့ရတယ်လို့လည်းသိရပါတယ်ဘောလုံးကြောင်းရတွေနဲ့ပတ်သက်ပြီးစိတ်ဝင်စားတဲ့ညီကိုတွေအတွက်ကျွန်တော်က follow ထားခဲ့လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်